အခုချိန်မှာစပြီးခန္ဓာစီစဉ်များကိုဖတ်ကြားတော်မယ်။သာသနာတော်နှစ်1559ခုကောဇာတက္ကရာ1339ခု24ရက်လ2016ခုနှစ်တနင်္ဂနွေနေ့ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်ရွှေကြရကြီးရွာသန္တာတိကာရကျောင်းတော်အတွင်း၌စေရင်ကျမအတော်ဒုတိယအကျဉ်းခုနှစ်သင်ကြားသည့်ရှင်းလာအကြောင်း English Diploma Course ဒီနေ့စဝိုင်းခန္ဓာစီစဉ်များကိုအောက်ပေါ်ကြပါအစီအစဉ်များဖြင့်ကျင်းပတော့ပါမယ်ခန္ဓာစီစဉ်ဖြင့်ခန္ဓာတို့ကြောင့်လာကြသောပရိသတ်များမှနမောတ္တသုံးခြင်းရွတ်ဆို၍အခန္ဓာကိုပို့တဲ့ခြင်းအခန္ဓာစီစဉ်ဖြင့်ဆရာတော်များမှဩဝါဒစကားပြောကြားပေးခြင်းအခန္ဓာစီစဉ်သောသံဃာတိကံကျောင်း၌ကြည်ဦးစီးဘာသာလိုက်ဆရာတော်ဗရဏသရတိကမှာသင်္ဍန်းနှင့်ဇတိ၍စီမံကြခြင်းအခမ်းအနားစီစဉ်၍သင်္ဍန်းဆရာများ၏ကိုယ်စားဆရာတော်ဦးမှကျေးဇူးတင်ဝါဒစကားပြောကြားခြင်းအခမ်းအနားစီစဉ်ကသင်္ဍန်းသားများမှကျေးဇူးတင်စကားဖြင့်သင်္ဍန်းတွေ့ကြုံများကိုဆွေးနွေးပြောကြားခြင်းအခမ်းအနားစီစဉ်6သင်္ဍန်းပြည့်တော်၏အတွက်ဝိုင်းဝန်းထုတ်ပေးကြသောအလူရှင်များ၏ကိုယ်စားအလူရှင်တို့ကကျေးဇူးတင်ဝါဒစကားပြောကြားခြင်းအခမ်းအနားစီစဉ်ခြင်းသင်္ဍန်းသားများအားသင်္ဍန်းရှင်များလာပြီးခြင်းအခမ်းအနားစီစဉ်ခြင်းသင်္ဍန်းကာလတစ်ကြောင်းအမှတ်များသောထူးခြားကြောင်းများထူးခြားစုပေးခြင်းအခမ်းအနားစီစဉ်ဖို့သင်္ဍန်းသားများမှအရှင်သူစီကပလဲရေးသားဖွဲ့ဆိုသောနှုတ်ဆက်ခြင်းအရာပြုဆိုခြင်းအခမ်းအနားစီစဉ်30သင်္ဍန်းသားများနှင့်ကျောင်းလာသောအရိယများမှဗုဒ္ဓသာသနာစီရင်ပြည့်စုံတုံ့ပြန်ရဆို၍အခမ်းအနားကိုအော်ပြန်တော်လုပ်ခြင်းလို့ဖြစ်ပါတယ်။ Good afternoon, Venerable Sierra, next students, ladies and gentlemen. First of all, may I introduce myself. My name is Achay Kemiga and I am the master of today's ceremony. Now, I would like to read the programs of BEDC course certificate offering ceremony. Program number 1. The audience are to recite Namo Tassa verse 3 times to officially open the ceremony. Program number 2. Venerable Sierra Umadita Siri and Venerable Sierra Uiseka are to give words of advice to the students. Program number 3. Venerable Sierra Uchanadika, President Maxwell Chanadika Monastery, is to explain the causes and future plan. Program number 4. A teacher from BEDC course is to give words of thanks and explain their experience. Program number 5. Students from the BEDC course are to give words of thanks and explain their experience. Program number 6. One of donors is to give words of thanks. Program number 7. BEDC students are to offer certificates to the students. Program number 8. Outstanding students from BEDC and PA course are to offer certificates of award. Program number 9. All students are to recite songs of goodbye posed by Ajahn Sucirita. Program number 10. The audience are to recite Buddha Sasana Siran Dekadu 3 times to officially conclude the today's ceremony. Thank you. Akana Sijaya Akana Uta Pradana
မောတ္တသောတိရဆို၍အခမ်းအနားကိုဘုရားပေးပါရန်ဒုတိယပြသောစွာဆောက်ထားပန်ကြားပါသည်ဗျာ Now, according to the program number 1, I would like to request the audience to recite Namo Tassa verse 3 times to officially open the ceremony. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. Namo Tassa Bhagavato Arahato Samma Sambuddhassa. ဆက်လက်၍အခမ်းအနားစီစဉ်နေ့ကဆရာတော်ဘာသာဆရာဝိဇ္ဇကမှဟောရစကားပြန်ကြားပေးပါရန်ဒုတိယပြသောစွာဆန္ဒပါသည်ဗျာ According to the program number 2, may I request Venerable Sarah Dr. Shivuseka to give words of advice. ဟောအစီအစဉ်ကဘာလို့အင်းမျိုးဆိုတော့ဟောတာဘာလို့ပြရအောင်အားလုံးနားလည်အောင်ဟောတာမဟုတ်ဘူးနော်ဒီနေ့ဆိုရင်ဒါနှစ်ချိန်မြောက်ဒုတိယချိန်မြောက်ဆန္ဒလိကရဲ့ကြောင်းတိုင်းမှာကျမပြုလုပ်တဲ့စိတ်ကသင်္นานဖြစ်တဲ့ဘုရားဘာသာနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာသင်္นานမှာဒါ PC အောင်မြင်ခြင်းအဖြစ်မဲ့ဒီသင်္นานဆင့်ပွဲဒုတိယချိန်မြောက်ဖြစ်ပါတယ်ဒီသင်္นานဆင့်ပွဲမှာဦးစင်းအနေနဲ့ပြီးတော်နေနဲ့ဩဝါဒတော်ကိုတိုက်တွန်းတဲ့အနေနဲ့အာဘိစကားကိုနည်းနည်းချင်းပြောတဲ့ပါလေအခုအားလုံးဒီပြည့်တဲ့အတိုင်းပါနော်ဒီဒါဘုရားဘာသာဝင်ဉာဏ်သနာတွေဖြစ်သွားပြီဆိုရင်မြတ်စွာဘုရားရှင်ရဲ့အဆုံးအမနဲ့ဒီတာဝန်ဘာကိုထမ်းဆောင်တာပေါ့ဘုရားနာဒုက္ခကဏ္ဍဒုက္ခပေါ့နော်ဘုရားနာဒုက္ခကဏ္ဍဒုက္ခကိုထမ်းဆောင်တဲ့အခါကျတော့ဘုရားကတော့အရှင်ကြီးရဘုရားနာဒီကအားထုတ်နိုင်တော့အောင်းဆုံးပေါ့မြတ်စွာဘုရားရှင်ရဲ့တရားတွေရဲ့အပန်းနဲ့လည်းနိဗ္ဗာန်ပေါ့နိဗ္ဗာန်ရောက်အောင်အားထုတ်နိုင်တော့ဒီဘဝဟာအဖို့တန်ဖို့ပေါ့ဒါမှမဟုတ်ဘဲနဲ့ဒီကနိဗ္ဗာန်ရောက်အောင်အားမထုတ်ဖြစ်သေးဘူးဆိုရင်လည်းမြတ်စွာဘုရားရှင်ရဲ့ဟောကြားခဲ့တဲ့တရားဓမ္မတွေကိုစာအားရှိတော့ပို့ချပြီးတော့ကဏ္ဍဒုက္ခတောင်းကိုဖန်ဆောင်နိုင်ပါတယ်။ဒါကြောင့်ဘုရားသားတော်ယန္တမအနေနဲ့ဥပဒနာဒုက္ခကဏ္ဍဒုက္ခနှစ်ပါးရှိတဲ့ကဒီသာသနာ့တာနာတော်နဲ့တကွာအာလုံးတော်ဆရာကြီးများကျောင်းသားများကမြတ်စွာဘုရားရှင်ရဲ့သာနာကိုခင်းတဲ့အညီဟုတ်လားကျောင်းထဲကလည်းခင်းပြီးတဲ့အညီပို့ချနိုင်အောင်ဆိုပြီးတော့ဘုရားရှင်ရဲ့သာသနာကိုပို့ပြီးတော့ကျန်တဲ့ပြအောင်ဆိုပြီးတော့ဒီနေရာလောကအနေနဲ့အင်္ဂလိပ်စာကိုသင်ကြားရတယ်နော်ဗျာအင်္ဂလိပ်စာကိုသင်ကြားတဲ့အခါကျတော့ရှင်းရှင်းတော့ဆရာကြီးတွေရဲ့ဆရာတော်ကြီးတွေရဲ့အဆုံးအမတိုင်းပေါ့ခေတ်ကိုလည်းမျက်စိကပ်လို့မရအောင်သာနာပြည့်ဖို့ရန်တော်ကဆရာတော်ကြီးတွေပြောတာကတော့အနေရိုးစီအသက်ဆန်းစီပေါ့ဒီနိုင်ကတော့ရန်တို့ရဲ့ဝိနည်းထုံးတာတိုင်းအနေကတော့ရိုးသားသောဝိနည်းတိုင်းကြည့်ကြပြောအားထုတ်ပြီးရမှာပေါ့ဒါပေမဲ့ခေတ်ကာလရဘုရားသာနာပြုလုပ်လဲဆိုလို့ရှိရင်တက်တဲ့တက်တဲ့ပညာရပ်တွေကိုလည်းစီးပူအားထုတ်ရမှာပေါ့နော်အဲ့ဒါကတော့အဓိကရည်ရွယ်ချက်ကတော့မြတ်စွာဘုရားသာနာတော်စီရင်ပြန်သွားဖို့ဆိုတဲ့အဓိကရည်ရွယ်ချက်ကြောင့်အားထုတ်ရတာဖြစ်ပါတယ်ဒီအားထုတ်တဲ့အခါကျတော့တပည့်တော်မေတော်ကဟိုဒီမကြည့်လို့ရှင်မာကံတော်ကဒီမှာဒီတော့ဆရာတော်ကြီးကပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်အဲ့ဒီစကားကဘာလဲဆိုတော့လူတွေကမေးကြတယ်ပေါ့သာနာတော်ဘယ်တော့ပြင်မလဲဟာလားလူတွေကမေးကြတယ်သာနာတော်ကနှစ်ပေါင်း2500ရှိတယ်2500တချို့ကလည်း9000ပေါ့9000ပဲပြီးတယ်ဟာလားအဲ့ဒီသာနာတော်ကြီးပြင်မယ်လို့ပြောတဲ့အခါကျတော့ဆရာတော်ကဘာလို့ရေးတယ်ဆိုရင်အဲ့ဒီသာနာတော်ရှင်မြတ်တွေကနော်ဒီလူတွေအတွက်ကျေးဇူးမပြုနိုင်တဲ့အချိန်မှာသာနာပြောတယ်လို့ဆရာတော်ကြီးကပြောတယ်နှစ်နဲ့မတတ်ပါဘူး2500လည်းမတတ်ပါဘူးနှစ်9000လည်းမတတ်ပါဘူးသာနာတော်ရှင်မြတ်တွေသာနာတော်လည်းယဟန်မြတ်တွေကလောကကောင်းကျိုးအတွက်ဆောင်ရွက်နိုင်တဲ့နေ့မှာသာနာပြောတယ်လို့ဆရာတော်ကြီးကပြောတဲ့အားရတော့ပြီးတော့ဒီနေ့အနေခံကိုဝိနည်းစည်းကမ်းလိုက်ဒီကံကျင့်သုံးပြီးတော့သတိသလိုက်တဲ့ပညာရပ်တွေကိုတက်အောင်သင်ကြားပြီးတော့ကိုယ်ပတ်ဝန်းကျင်ကိုမြတ်စွာဘုရားရှင်ရဲ့တရားဓမ္မတွေပြန့်နှံ့အောင်အထူးသဖြင့်တော့လူငယ်တွေရဲ့နှလုံးသားထဲမှာဘာသာရေးတစ်စိတ်ကိုတက်နိုင်အောင်ဆိုပြီးတော့ရွေးချက်နဲ့ပေါ့ဒီအင်္ဂလိပ်စာကိုသင်ကြားရတာသာနာပြည့်နေရာမှာအထောက်အကူပြုတဲ့အနေနဲ့ပေါ့နော်ကဏ္ဍဒုက္ခခန္ဓာနဲ့သင်ရတဲ့အခါကျတော့အခါကျတော့ကျေးဇူးတော်ကိုဒီကနေ့ကြီးမှာအစာပိုင်းတော့သံဃာတော်တွေက80လောက်ရှိတယ်ပေါ့ဟိုသင်္ကန်းက7လကြာတဲ့အခါကျတော့ခက်ခဲတွေအတားအဆီးတွေကြော်ပြတဲ့အခါကျတော့သံဃာကြီးဘက်ကပြည့်ပြည့်နေတော့နဲတာပေါ့ဟုတ်
နာရှိလာတဲ့นั้นဆိုတာကဥဒ္ဒကပေးဆက်ရတဲ့အချိန်ကြီးစိုက်တော့ရတဲ့အားစိုက်တော့ရတဲ့အားတွေဝိရိယအားတွေများတဲ့အခါကျတော့ပြင်ပန်းဆင်းရဲမှုတွေတော့ရှိတာပဲအခါကျတော့အဲ့လိုပြင်ပန်းဆင်းရဲမှုတွေရှိတဲ့အခါကျတော့ပြီးတော့ဘယ်လိုကိုအာရုံပြုရတယ်ဆိုတော့မြတ်စွာဘုရားရှင်ရဲ့ပါရမီတွေပြည့်ခဲ့တဲ့မှာဖြစ်ဖို့ဘုရားတော်ရဲ့ဘဝကိုပြန်ပြီးတော့အတူတူဟာအခက်ခဲတွေအပြင်ပန်းတွေသာနာပြုတဲ့ဆိုတာဘယ်မှာမဟုတ်တာပဲပြောတာသာနာပြုတဲ့သာနာပြုတဲ့အခက်ခဲကြားတွေကကျိုးစားပန်းတာလုပ်ရတဲ့အခါကျတော့ကိုယ်စိတ်ထဲမှာအခက်ခဲတွေနဲ့ပြုတဲ့အခါမှာနောက်ဆုံးခြင်းတွေဖြစ်သွားတယ်အဲ့လိုနောက်ဆုံးခြင်းတွေမဖြစ်အောင်မြတ်စွာဘုရားကဘုရားတော်ပါဠိဖြစ်ခဲ့တဲ့မှာကျိုးစားအထုပ်ပုံလေးတွေကိုအောင်ပြုပြီးတော့အခက်ခဲတွေကိုမြတ်စွာဘုရားတော်အများကြီးအခက်ခဲတွေကြော်ပြတ်ပြီးတော့ဒီမဲ့မြတ်စွာဘုရားရဲ့ချမ်းသာဖို့အတွက်ကိုယ်ဘဝကိုပြည့်စုံခဲ့တယ်ဒီမိဂလာဘုရားရှင်ရဲ့အချိန်ကြီးမှာကျွတ်တန်းဝင်လာနေတဲ့သတ္တဝါတွေကိုငဲ့ညာသနာပြီးတော့တိတ်တော်တာရံဘုံတော်မောစီရံဘုံတော်ဘောရံဆိုတဲ့ဒီလိုကြီးတွေကိုကျွတ်ကြွားပြီးတော့အများကောင်းကျိုးအတွက်အတ္တကိုခွာချပြီးတော့ပလာဟိတအတွက်ကျူးစားခဲ့ရတဲ့တရားရှင်ရဲ့ဒေသချင်းတဲ့ကမ္ဘာသတင်းပတ်တော်ပါမီဖြစ်ပြီးတော့ဥကျင်းနာတဲ့တရားတွေကိုအပြုံးမပြတ်လက်ခံခဲ့ရတဲ့အစွာတရားရှင်ရဲ့သားတော်ရဲ့ပြည့်တည်အားတွေတော့အာသာနာပြုတဲ့အခါမှာသင်္ကန်းတွေလက်တဲ့အခါမှာကိုယ်စိတ်ထဲမှာအဲ့ဒီအခက်အခဲတွေကြုံတိုင်းပြင်ပန်းဆင်းရဲမှုတွေကြုံတိုင်းဘုရားရှင်တော်ဒါမျိုးတွေကိုပြည့်စက်ပြီးတော့ပါမီဖြစ်ခဲ့ပါလားဘုရားသားတော်ကြောင့်လည်းမြတ်စွာဘုရားပြည့်ခဲ့တဲ့ပါမီတော်ကိုအောင်ပြုပြီးတော့ဘဝမှာတော့ပဲအခက်အခဲတွေသာနာပြုရန်ကောင်းပြီးသားအောင်နေသွားနိုင်တယ်ဆိုရင်ဒါအားလုံးသင်္ကန်းတွေမှာလည်းပြီးစီးသွားတဲ့အဲ့ဒါအားတွေပါတော့နော်ဦးဇင်းတို့သင်္ကန်းပြီးအောင်လုပ်တဲ့ဆိုတာကဘုရားသားရဲ့စိတ်ဓာတ်ကိုအောင်ပြုပြီးတော့ဦးဇင်းတို့ကြိုးစားတဲ့အတွက်တော့ကြိုးစားမှုရဲ့အတွက်ကြောင့်ဦးဇင်းတို့အောင်မှုကတရားဝင်ကြိုးစားနေတဲ့အနေနဲ့နော်ဒီကြိုးစားမှုရဲ့ပြည့်စက်ခဲ့ရတဲ့အချိန်တွေပဲအောင်မှုတွေတရားဝင်ကြိုးစားနေတဲ့ဒီနေ့မှာပြီးတော့ဆရာတော်ကြီးတာနာပြုသွားတဲ့အခါမှာသူတို့ရဲ့အဋ္ဌံလေးတွေနဲ့ဘယ်လိုကြိုးစားသွားလဲဆိုတာလေးကိုဒါပြည့်စုံတဲ့ပြီးတော့ရအောင်ခေါ်လာတာဒီကိုထုတ်တင်ပါတယ်ပထမဆုံးတော့ပြီးတော့ရဲ့ကျေးဇူးရှင်မဟာကလောင်ဆရာတော်ဘုရားကြီးကတာနာပြုတဲ့နေရာမှာအခက်အခဲတွေပြုတဲ့နေရာတိုင်းသူစိတ်တွေကအဲ့အခက်အခဲတွေကိုမြတ်စွာဘုရားရှင်ရဲ့ဘုရားလောင်းရဲ့ပါဠိပြည့်ခဲ့စဉ်ကအားလုံးတစ်လုံးပြန်ဝင်ပြီးတော့ကထာလေးကိုရေးခဲ့တယ်ဒီလိုရေးခဲ့တယ်ဆိုတော့ဘုရားမြတ်စွာတောင်းတာလုံးကနောက်ဆုံးအထိပါရမီသူနဲ့များစွာချမ်းသာရေးမှုအသက်ပေးလို့ဖြစ်ခဲ့ပြီဘုရားမြတ်စွာသာနာတော်မှာငါးပါးအသက်ဆုံးနေပြီနောက်မဆုံးပါဘူးလို့တွေးလို့နောက်မဆုံးပါဘူးလို့တွေးဖို့ကုသိုလ်ရေးမှုကြိုးစားပြီးလူလည်းကြိုးစားပြီးဆိုတော့အဲ့အစာလေးတွေနော်အဲ့ဒါလေးတွေအောင်ပြုပြီးတော့ဒါဆရာတော်ကြီးရဲ့စိတ်သက်တွေကိုပုံပြရမယ်အခုကျတော့အားလုံးကြီးပြတာမြန်မာနိုင်ငံမှာကဘာမှာရောဘုရားဘာသာနဲ့ပတ်သက်ပြီးတော့အားလုံးလေးစားရတဲ့ဆရာတော်ပါရှိတယ်အဲ့ဆရာတော်ကြီးရတယ်သူ့ရဲ့အခက်အခဲတွေကိုကျော်ဖြတ်တဲ့နေရာမှာသူ့ရဲ့ကြာလေးနဲ့သူ့ရဲ့အဋ္ဌာန်တွေအခက်အခဲတွေကိုကျော်ဖြတ်သွားတယ်ဒီဆရာတော်ကြီးကဘယ်လိုရေးလဲဆိုတော့ငါတို့ဖြစ်ရဒီလောကပဲဘဝသမိုင်းမရိုင်းစေရန်စိတ်မှန်မချမာနမပါဒုစွမ်းရာဖြင့်ဒုသာသနာတို့ဒီရွာကိုတာယာစေမှုလုံးဝပြုအပ်သူစွမ်းတဲ့ဘက်ကလည်းတာနာကိုအနန္တကပြုလာရတယ်နော်ဆရာတော်ကြီးကငါတို့ဖြစ်ရဒီလောကပဲဘဝသမိုင်းမရိုင်းစေရကိုယ်တန်ဝင်ချိန်မှာကိုယ်သမိုင်းကိုရေးကြတဲ့အခါမှာသမိုင်းကောင်းမှဖို့အတွက်စိတ်မှန်မချမာနမပါဒုစွမ်းရာဖြင့်ဒုသာသနာတို့ဒီရွာကိုတာယာစေမှုလုံးဝပြုအပ်အခုဦးဇင်းတို့တက်လာတဲ့ပညာရက်တွေနဲ့ခုပါဝင်ချိန်မှာအခုပြန်သွားကြပြီဆိုရင်ဒီဟာဒီသင်တန်းတွေပြင်လို့မယ်ကိုယ်လေသာမှာရှိတဲ့ကလေးတွေရဲ့ပညာရေးကိုဘာသာရေးနဲ့ပညာရေးတွဲပြီးတော့ပြည့်တယ်မယ်ဆိုရင်ဦးဇင်းတို့ကိုယ်စွမ်းရမှာအာနာပြုနိုင်ပြီဆိုတဲ့ဒါလေးကိုဝမ်းမြောက်တာပြရမယ်နော်အဲနောက်တစ်ခုကဦးဇင်းတို့ကဒီလိုလိုအားထုတ်ပြီးတဲ့အတိုင်းပေါ့တရားရှင်ရဲ့တရားတော်နဲ့ဒီဆိုရင်ဒီခန္ဓာ၅ပါးရလာတာတိကျရင်ဥစ္စာနာကြပြေကြပြီးတော့ကိုနာသိကြီးတွေဆုံးသွားကြတာဒါမဲ့ကိုကတိကျတော့တရားမှာတော့မှန်တယ်ကိုမသိခင်မှာပတ်မှုချင်းမှာဘာသာရေးနဲ့ပတ်သက်ပြီးဘာတွေကြံခဲ့ရမလဲဆိုတဲ့ဆရာတော်ကြီးရဲ့ကြံလေးကိုလည်းတက်ခဲ့ပြလိုက်အဲ့ဒါလေးကိုအောင်ပြုပြီးတော့ကိုယ်လုပ်ငန်းတွေကိုဆောင်ရရတယ်နော်ဆရာတော်ကြီးကတော့ဒီဘက်မှာတိကျရင်ပြင်သွားမှာပြည်ချင်းတရားကိုလည်းအလကားထိုင်ဆောင်နေမယ်အစားကိုလုံးသိတဲ့လုပ်တာလေးလုပ်ပြီးတော့ပြည်ချင်းတရားကိုအေးစေးအနိုင်သွားခြင်းအကောင်းဆုံးပဲနော်အားလုံးကပြည်ချင်းကိုထိုင်ဆောင်နေမယ်အစားဘာသာနာအတွက်ကိုလုံးသိတာလေးလုပ်သွားမယ်ဆိုရင်ကိုအားလုံးအတွက်ကိုယ်အတွက်ကောင်းရကောင်းမှုဖြစ်မယ်ဆိုပြီးဆရာကြီးဆိုကြီးကအဲ့လိုရေးခဲ့တာရှိတယ်။လူကြီးလောကလူဘဝကကိုရနာရတရားဘုန်းကြီးမှန်ပေသည်သူပြီးတဲ့ကတင်သေးသွားတော့သင်ပွားသောမြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းသည်။သင်၏မျိုးသားသာသကားသည်ကြီးပွားတိုးမြင့်ကြံကောင်းသည်။သင်ဥချ၍အမျှဝေရာဇေဒီတာနှင့်သစ္စာအကြောင်းဉာဏ်တော်သည်ပြောင်းလဲအတွင်းရဲ့ကိုယ်ဖြစ်သည်ဆိုတဲ့အတိုင်းဆရာကြီးကဘာသာရေးနဲ့ဆောင်ရွက်တဲ့အခါမှာအခက်အခဲတွေရှိတဲ့အခါမှာမြတ်စွာဘုရားတရားတော်ရဲ့ပါဠိတရားတွေကို
ရုံပြုပြီးတော့ကိုလုပ်နေတာသာနာအတွက်လုပ်နေပါလားငါပြင်ပန်းတာသာနာပြုဖို့ဆိုတဲ့စိတ်ဓာတ်တွေကိုနှလုံးသွင်းပြီးတော့အရှင်များတို့ဒီနေ့အောင်မြင်မှုကနေပြီးတော့နောက်ဆက်တွဲအောင်မြင်မှုတွေရအောင်ဒီနေ့ရှင်းတာမှာကျူးစားခဲ့တယ်အဲ့ဒီကျူးစားမှုတွေဟာတို့ဘုရားသာသနာအတွက်မြတ်စွာဘုရားသာသနာတော်အတွက်ငါတို့ရဲ့ဘဝကိုပြည့်စုံနေပါလားတရားရှင်သာသနာတော်ကြီးစီမံပြောင်းအောင်ငါတို့ဘာသာရေးတွေကိုလူတိုင်းသိအောင်ကျေနပ်လက်မှတ်သိအောင်ငါတို့အင်္ဂလိပ်စာပြင်ပြီးသင်ကြားနေရပါလားဒီပြင်ပန်းမှုတွေဟာမြတ်စွာဘုရားပါဠိပြည့်စုံတာပြင်ပန်းမှုတွေတော့မရှိပါလားဆိုတော့အကက်ကဲတွေကိုကြော်ကြတိုင်းမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုအောင်ပြုပြီးတော့ဆရာတော်ကြီးတွေရဲ့သာနာပြုလုပ်ငန်းစဉ်မှာအကက်ကဲတွေကိုကြော်ပြတော့တဲ့သစ္စာအဋ္ဌာန်တွေကိုနှလုံးသွင်းပြီးတော့အရှင်များတို့ဒီနေ့အောင်မြင်မှုကနေပြီးတော့ဆက်ဆက်တဲ့အောင်မြင်မှုတွေကိုရရှိပါသည်နောက်တစ်ခုကနောက်ဆုံးပေးနေတဲ့တရားရှင်ရဲ့သာနာတော်မှာအကျင့်ဒီလားနဲ့ပြည့်စုံပြီးတော့ကိုရှင်တရားတော်ဒီလားတော်ပညာတော်ပြည့်စုံပြီးတော့တရားရှင်ရဲ့သာနာကိုစမ်းဆောင်နိုင်တဲ့သာနာအာရဏီကဖြစ်ပါစေလို့တပည့်တော်တွေနဲ့သုတော်ဝိဒါဝဒာနဲ့တပည့်တော်ရဲ့အကြံဉာဏ်ကိုဝန်ချုပ်ပါတယ်ခင်ဗျာဆက်လက်အခမ်းအနားစီစဉ်တော်ရသာတာတိကကျောင်းတက်ကြီးဦးစီးဗလာဏနာယကဆရာတော်ဗတ္တကသာတာတိကမှသင်တန်းနှင့်ဆက်ပြီးရှင်းလင်းလက်ချပေးပါရန်လူသိလေးစားစွာဆောင်ထားပါသည်ဗျာ According to the program number 3, may respectively request the principal thereof Uchanadika to explain the cause and future plan. ဇူလိုင်တရက်နေ့ကနေစပြီးတော့ဖေဖော်ဝါရီ27ရက်နေ့ရှင်းလာတော့သတ်မှတ်ထားတာရှင်းလာပြီးပြီးရောက်သွားပြီဒီညောင်ကျန်တဲ့ကိုသတ်တာကိုကြီးရတော့သောတာပန်မှာများကျန်တဲ့ဆရာမများကျန်တဲ့တရားရဲ့ဉာဏ်တော်များဆရာဆရာမများအားလုံးပြီးအောင်ဒီနေ့ဆိုရင်ပြီးရောက်တယ်လို့ပြောရတာပေါ့ဒီနေ့တော့ပြီးရောက်တဲ့အတွက်ကျေးဇူးတင်တယ်ဒီနေ့မျိုးကျေးဇူးတင်တယ်ဆိုတော့ပြောကြတယ်အဲဒီကတင်တဲ့ကာလနဲ့ရှင်းလာကြတယ်ရက်တစ်ပတ်နဲ့34ပတ်ပေါ့ရက်နေတော့ရက်ပေါင်း140ကြာပါဒီချိန်ကာလတော့တဲ့မှာဒီကမှုတွေနဲ့ကြိုးစားမှုတွေနဲ့နောက်အပတ်ကဖြည့်ဆည်းခဲ့လို့ဒီလိုချိန်ကာလမျိုးရောက်ခဲ့တာပါဒီကံရောပြန်သွားကြတာလည်းရှိတယ်လို့အခြေအနေနဲ့ပြီးလို့နောက်ဆုံးသွားတာလည်းအများကြီးရှိပါတယ်အခုဒီလိုပြောနေတာရှင်များတို့အခြေမချုံကြဘူးသာနာပေါ်မှာရောက်နေဆိုရင်သာနာပေါ်နဲ့တင့်တော်တဲ့နေရာမှာတင့်တော်တဲ့အလုပ်ကိုလုပ်ကြရင်အခြေမချုံကြဘူးလို့ပြောနောက်တစ်ခုကဒီလိုသင်္นานနယ်ကလာမယ့်သင်္นานစီစဉ်ရတဲ့လုပ်တဲ့လာမယ့်တော့ဟုတ်ပါဘူးဒီနေ့တော့ပဲဒီဟာကျတော့ရှင်ရတဲ့ကဒါဣတာစိတ်နဲ့လာပြီးတော့ပြန်နေပူချပေးလို့ဆိုရင်ဒီလိုဖိတ်ခေါ်ပါတယ်ပြန်နေပူချပေးနေကိုလည်းတိုက်တော့ပါတယ်နောက်တစ်ခုလာမယ့်နေ့မှာဒီတင်နန်းကိုပြန်ဖွင့်တဲ့အခါကျတော့ရှင်များတို့ရှေ့ဆက်တင်နိုင်ကိုဖတ်တတ်နေအောင်လည်းပြီးတော့တိုက်တော့ပါတယ်ကျိုးလည်းကျိုးတော့ပါတယ်ဒီရမှာတော့ဒီလိုပါလိုက်တဲ့ကတော့ကျောင်းလိုကျောင်းသားတစ်ခုပဲလက်ခံတယ်ဒီနေ့တော့ပုံစံနဲ့လူတွေနဲ့လက်ခံလို့စဉ်းစားရတယ်ကျောင်းသားရဲ့အခြေပန်းရဲ့အခုပန်းပြီးတော့နောက်ပိုင်းကျမှဒီလိုရွာလဲတော့ကျော်ကြားရပါလိမ့်မယ်နော်လာမယ့်ကိစ္စပါလားနောက်တော့ဒါရေးပြီးတော့ဒီလိုကျောင်းမှာဒါရှင်ရလို့ကျောင်းပါမယ်ဗျာဒီလိုကျောင်းဆိုတာလည်းတက်ပြီးတော့ပြောရတာရှင်ရနေခဲ့တဲ့ကျောင်းကရှင်ရလို့ကျောင်းပဲဗျာသူ့ကျောင်းကိုပြန်တယ်ရှင်ရအဲ့လိုလုံးဆိုတာဆက်လက်ချိန်လာပြရတယ်ဆက်လက်ချိန်သွားလာပြရတယ်အဲကျောင်းမှာဆိုတော့ကျောင်းစီကံလေးတော့ရှိတာပေါ့ဒီစီကံလေးကပြီးတော့ကျောင်းမနေရအောင်နော်ပြောနေတာဒီကျောင်းမှာတစ်နှစ်တာလောက်ရှင်ရလို့
လေးသက်ဆွမ်းတော့ပို့ချခဲ့တယ်ဆရာကြီးလည်းသက်ဆွမ်းတော့ပို့ချပြီးတယ်ဒါကြောင့်ဘဝနေတာဆရာတော်ဦးစိတ်ကဆိုဆက်တယ်နဲ့အမှန်တည်းပြောပြီးတော့ဆက်ရစီးရဲဘူးဆရာတော်လာတဲ့အနေထားကိုပြီးတော့မစီးရဲဘူးရောက်တော့ဆုံးသားတော့ပြီးတော့သွားရဲဆရာတော်မပင်မကန်းနဲ့အမျိုးမင်းမနဲ့တာကျေးဇူးအရင်ကြီးပါတယ်ဗျာဒီလိုကျေးဇူးကြီးရဲ့ဆိုတော့လည်းစကားပြောရင်ရှင်ရတော်ကဘယ်လိုလားတဲ့အချက်ကြီးရှိရခဲ့ရင်တတိယလူသားကိုပို့ချတဲ့အခါကျရင်ရှင်ရတော်ဘယ်လိုလားတဲ့စကားရှိမယ်ဘယ်လိုလားတဲ့အထုပ်တွေရှိမယ်နော်ကျွန်တော်ကကာမရတဲ့တဲ့ကျောင်းလာပြီးတော့ဘုရားတော်ကအစဉ်ဒီချောချောပုံမလုပ်ပြီးနိုင်တာရှိမယ်အဲ့ဒါတွေအားလုံးကိုဒီလိုဒီနေရာကနေပြီးတော့ကာယကံဝစီကမနောပြန်ဖြစ်ပေါင်းပါပါလေဗျာရှင်များတို့ကလည်းဒီလိုတော့ကာယကံဝစီကမနောကံတွေဖြစ်သွားခဲ့ရင်ဒီလိုတော့လည်းကြည်ကြည်နဲ့ကြည်ကြည်လေးနဲ့ခွင့်ရပါတယ်နောက်ဆုံးဒီလိုဖြစ်နေတော့ဒီလိုတနည်းပေါ်လို့မောင်ဖုံဆောင်တက်တာလို့တော့မဖြစ်စီနေတော့ရှင်များတို့ဒီမှာပဲနေတခြားမှာပဲနေကိုယ်တို့အကျိုးရှိအောင်ကိုယ်တို့အကျိုးရှိအောင်ကိုယ်တာကအကျိုးရှိအောင်ကိုယ်ရဲ့ကအကျိုးရှိအောင်ရှင်များတို့တွေအားထုတ်ကြရင်တိုက်တွန်းရင်းနဲ့ဒီလိုရဲ့စကားကိုဒီကုန်းချုပ်ပါတယ်ဆရာတို့ရှင်များတို့ကြားဆက်လက်အခမ်းအနားစီစဉ်လေးရာသင်္นานဆရာများ၏လူစားဆရာဦးအောင်မင်းကကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားပေးပါရန်ရင်းစားစွာပန်ကြားပါတယ် According to the program number 4, main request Sia Uomen to say words of thanks. ကျွန်တော်တို့လည်းတာနာတော်ဆရာတော်ရှင်များဆရာဆရာမများနဲ့ဒီပုဂ္ဂိုလ်များကျွန်တော်ကတော့ Buddhism English ကိုမှသင်တဲ့ဆရာဆရာမများမှာပြုဖြစ်ပုံမှန်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့အခုလိုသင်တဲ့ဆေးဝါးခန်းမှာဆရာဆရာမများပူဇော်ကျေးဇူးတင်စကားပြောကြားပေးရတဲ့အတွက်အထူးပဲကျေးဇူးတင်မြတ်ပါတယ်ယခုဖွင့်လိုက်တဲ့ Buddhism English ဒီလိုမှာကိုEDC သင်တန်းကိုရှာနာတိရရုံနဲ့ကျောင်းတိုင်းမှာဖွင့်တဲ့ကြာပို့ချရမှာဘာသာရေးအများကြီးပို့ချပေးကြအောင်ပြရပါတယ်ဘုရားဓမ္မစာပေများကွန်ပျူတာဘာသာရေးတရုတ်ဘာသာအင်္ဂလိပ်ဘာသာအစရှိသူကိုရဟန်းဆရာတော်များမြတ်တူဒီလိုဒီပုဂ္ဂိုလ်ဆရာဆရာမများလည်းသင်တန်းမှာပေါင်းပို့ချပေးကြတယ်ဘုရားဓမ္မစာရစာပေများကိုအင်္ဂလိပ်ဘာသာဖြင့်ပို့ချရမှာအခါဖြစ်စဉ်အတွက်အင်္ဂလိပ်ဘာသာစကားပြောအတန်အတွက် phonetics များကိုအထူးလေးထားသင်ကြားပို့ချခြင်းကြောင့်သင်တန်းတက်ရောက်နေတာအထူးပင်ကျိုးရှိပြီးကြောင်းတွေ့ရှိရပါတယ်။သင်တန်းသားရဟန်းတော်များဒီကရှင်များအတွက်ဘုရားဘာသာဆိုင်ရာသာသနာပြုလုပ်ငန်းများဆက်လက်ဆောင်ရွက်ရမှာလေဒီခုသင်တန်းကအထူးပင်အထောက်အကူဖြစ်စေနိုင်တယ်လို့ယုံကြည်မိပါတယ်။အဲဒါကြောင့်ဘုရားဘာသာဆိုင်ရာကိစ္စစာပေများကိုဒီရင်းဒီပါမှာလေးလာမှုများဆက်လက်ဆောင်ရွက်ပါရမယ်။ဒီရင်းဒီပါသာသနာပြုလုပ်ငန်းများဆက်လက်ဆောင်ရွက်ပေးနိုင်ပါရန်ကျန်တော်များရဲ့ဒီကရှင်များကိုလည်းတိုက်တွန်းအပ်ပါတယ်။ဒီကုန်းချုပ်များတော့အခုလိုဘုရားဘာသာသာသနာပြုလုပ်ငန်းဆောင်ရွက်ရမှာမိမိတို့တန်ခါစကားပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ရှင်သန်သနာတိကဆရာတော်ဘုရားတင်တဲ့ချက်တော်ကြီးတွေကျိုးပန်းဆောင်ရွက်ပေးကြပါတော့ယန္တိရောက်မှာပုဂ္ဂိုလ်များနဲ့ဆရာတော်ရဲ့ဆွေမျိုးများအထူးရင်ကျေးဇူးတင်ရှိပါကြောင်းပြောကြရင်ဒီလိုဆိုပါတယ်ဆက်လက်ခန္ဓာစဉ်းစားရသင်္ဍာကမှာကျေးဇူးတင်စကားနဲ့သင်္ဍာပြေတော်များကိုဆင်းရဲပြောကြားတဲ့စီစဉ်ဖြစ်ပါတယ်ဒုတိယပိုင်းရှုပ်တော်အစဉ်တော်တော်မှာဒီသင်္ဍာနဲ့တရားခြင်းနဲ့ပတ်သက်တဲ့ကျေးဇူးတင်စကားနဲ့အထုတော်များကိုဓမ္မဘာသာဖြင့်ပြောကြားပေးပါရန်ဆောထားအပ်ပါတယ်ဗျာ According to the program number 5, students from the respective course are to give words of thanks and explain their experience. In this program, I firstly invite Ashendana Mosa, give words of thanks and explain your experience. မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လည်လေးပါ
Yotirita atau ini boleh diingat di rumah saya awal karena itu kalau membaca atau jadi yang lima siarodinya, siasamanya, ebraitannya, terus yang rumah bidarunya, yang biasa dunia, ternyata tangannya ni siarimnya atau kau minggalah tiap-tiap minggalah kau kawin nama zero seudahlah semua orang baik. Orang menjalankan dengan logika, tidak dire, tenaga, undang-undang itu baik. Orang di dunia ini bergoda ditadi, berbumi umat, layak dunia itu baik. Tenaga awalnya bergoda, tidur dengan ini, di dunia ini layak dunia itu punya punya dia buat, bumi umatnya bumi baik. Uzelo ini dunia dunia menjalankan dengan masuknya di dalam saja dia Inggeris ini pemuda baraya berdoa tidak punya tiga baraya. Di dalam bahasa ini dalam saja baraya dua uzelo ini bari asal ragu datangnya hari ini itu dia wajah dia nama bigo terangati orang sampai dunia orang. Inggeris bahasa tiap mata orang wajah orang dia nama bigo terangati orang sampai dunia masih baraya. Dah aku luar biasa macam dia lalu siaramnya sama Inggeris bahasa dia kita punya tiga dua yang wajah ini isi budaya. Inggeris bahasa dia Inggeris terang Inggeris apa dia ubah di tadi punya tiga budaya. Lalu tapi Inggeris bahasa kami aku di tadi punya tiga dua Uzelo buat mah dan mungkin ada jalan yang lebih sungai budaya. Aku soalnya itu siapa ini siapa yang mempunyai sirna warna ini nasuri nato lagi apa ini tidak bisa jadi bijak. Nede memang tapi biasa ko neda ko sudah dia boleh Inggeris lo cikgu jadi lagi tapi dia boleh teman-temannya boleh Inggeris bahasa dia leda tidak menjadi boleh. Inggeris kami tahu yang ada sembilan kompaunya, kumula wajah, kemudian yang boleh leda punya tiga bahasa yang suku boleh bangun lagi boleh. Inggeris dengan dia apa ini boleh nada punya tiga boleh. Biasa macam saya ada presentation, jadi aku lalu presentation macam dia boleh timsi kau. Aku soalnya siapa yang jatuh tadi kau cuma tinjau dalam mulia, jadi ada dia itu dalam jadi dunia sih जो ये सोएगा है पियो बना मारे ये अपना पियो नारा मुस्लिम पियोगा कांगो तिजामी याती के बारे इंग्लिश है हमारा उन्हें ने लगा में तिथि मातों की निरे तुमरा मराया बेदों को तिजामी उन्हें मका तुमरा लोग जाए पूरा के नाइने नीरे को बा तिजामी याती के बारे aku nak tahu orang itu di mana, orang itu bego, itu dah pernah mimpi, pernah mimpi kere, selagi lalu jalan, udi berana naik siapa, siapa selagi hari doa, siapa yang alo, udi itu, jago lo kode biasa pindah dari dia mana, tak ada mesin, di sini kami pernah kere, itu yang alo, atau kerja itu jangan lagi di dalam kami itu tadi, jago kere, tenang di dalam yang kami nak bazero, semua kami, udah jadi kerja, semua kami akan lagu di mana ni kau dapat songkar lagi. Selain asyik jiwa apa? Ini nanti saya asyik kata ini. Ini dia sekarang ini dunia bu. Inggeris bahasa dia dosa dibayar. Dunia bahasa apa dia? Then may I invite Sri Rivana to give most of thanks and your experience in English. Good afternoon. Saya Sri Teacher. Development experience. So, you will be happy as happy. We are introducing myself. My name is Yuras. I am a university student. Today, I am very honored and delighted to say all of that. I say the proclamation for and advantage from dining in this monastery.
on behalf of my fellow students. In English course, we have to study English grammar, vocabulary, conversation, also English awareness. In realization, we also have to study languages, listening, spelling, and communicative function in English. Because the ability teachers and potential teachers, we have to mass experience and advantage to direct English language. We can understand some projects in English. We can listen and understand the social and academic dialogues. We can understand and apply different ways of conversation and vocabulary uses. We can relate the various kinds of standards in English language. Therefore, I personally want to give special thanks to our Honorable Sero Shensanadika, the President of Sanadika Monastery, who has advised from opening the field course. Secondly, I let with thanks our respected teachers, and finally, our fellow students, devotees, and well-wishers. Thanks for me. Sebenarnya, tidak tidak ada. Baru cuma tidak tu. Kalau sejarah berusaha, tujuh rumah, sesuatu mana sahaja kerja dibayar, kerja apa ya? May I invite Uchewen to give words of thanks. Saya belajar siapa dengan hidupnya ini. Siapa yang aku kenal. Kalau ini hidupnya itu lah. Punya belajar punya ada dulu punya orang. Kalau hidupnya ini, sila jauh ada mungkin kali. Rumah itu saya tinggal di dengan anak, dengan jauh. किसी दीवार के कमल घर में यह रमजा आयो हुआ भैया वसा संयोग भैया भी जाने वाले गुरु नाना ने जो में आए जानो समाजिका ही कमल में तू चलो ही प्राण का लोग में आओ वांगों को जी सोनो मोनियों को लुटी वाले माँ तेना में आओ फिर वह संयोग को में तमाम अभी मैं saya memang sudah jauh dari lingkungan sekolah. Selain kerana sisi saya, tidak ada selama dia sisi balik, lebih balik. Siapa mungkin dari mana? Tidak selama sekali balik. Jadi kita bahasa apa dia? According to the program number 6, Venerable Syaros are to offer certificates to the students. Firstly, may I request Venerable Syaros to Dr. Pujita Lingara to offer certificate to the students. I remember in 0571 Sekumara, Velamas, Nagana, Choramabha. Firstly, may I invite Andy 0161 Shenkumara to receive certificate. Selain ID number is 0562 Segovia, Velamas, Nagana, Dinova Sababa. Then, may I invite ID number 0562 Ashanam Govida to receive certificate. Selain ID number is 0563 Ashanam Then, may I invite Ashanjivana to receive certificate. Selain ID number is 0574 Aga
Whatever, let me know I saw that. Then may I invite ID number 05664 Asya Aga to receive certificate. Sorry, ID number is 0565 Asya Sanjita. Whatever, let me know I saw that. Then may I invite Asya Sanjita to receive the certificate. Sorry, ID number is 0566 Asya Nanavanda. Whatever, let me know I saw that. Then may I invite Asya Nanavasa to receive certificate. Sorry, ID number is 05. Whatever, let me know I saw that. Then may I invite Chinti Jobata to receive certificate. Sorry, ID number is 0578 Asya Sutrita. Whatever, let me know I saw that. Then may I invite Asya Sutrita to receive certificate. Sorry, ID number is 0567 Asya Surya. Whatever, let me know I saw that. Then may I invite Asya Surya to receive certificate. Sorry, ID number is 0570 Asya Govija. Whatever, let me know I saw that. Then may I invite Asya Govija to receive certificate. Sorry, ID number 0571 Asya Agazadi. Whatever, let me know I saw that. Then may I invite Asya Aga to receive certificate. Sorry, ID number is 0572 Asya Manija. Whatever, let me know I saw that. Then may I invite Asya Manija to receive certificate. Sorry, ID number is 0573 Asya Dhammayada. Whatever, let me know I saw that. Then may I invite Asya Dhammayada to receive certificate. Sorry, ID number is 0574 Asya Kinevika. Whatever, let me know I saw that. Then may I invite Asya Kinevika to receive certificate. Sorry, ID number is 0575 Asya Kinevika. Whatever, let me know I saw that. Then may I invite Asya Kinevika to receive certificate. Sorry, ID number 0576 Asya Nadia. Whatever, let me know I saw that. Then may I invite Asya Nadia to receive certificate. Sorry, ID number is 0577 Asya Bandita.
Well, I'm not going to buy a certificate. Then may I invite Ashin Pandita to receive certificate. Salary, ID number 0.78. Ashin Pandita, well, I'm not going to buy a certificate. Then may I invite Ashin Pandita to receive certificate. Salary, ID number 0.79. Ashin Kumara, well, I'm not going to buy a certificate. Then may I invite Ashin Kumara to receive certificate. Salary, ID number is 0.80. Ashin Kumara, well, I'm not going to buy a certificate. Then may I invite Ashin Punya Siri to receive certificate. Salary, ID number is 0.81. Ashin Binyo, well, I'm not going to buy a certificate. Then may I invite Ashin Binyo Vasa to receive the certificate. Salary, ID number is 0.82. Then may I invite Shani Mapinya Siri to receive the certificate. Salary, ID number is 0.83. Then may I invite Shani Mapinya Siri to receive the certificate. Salary, ID number 0.84. Shani Then may I invite Shani Masukawadi to receive the certificate. Also, ID number is 0.85. Ashin Governor, whatever Then may I invite Ashin Governor to receive the certificate. Thank you. I would like to say thanks to Venerable Sarah Bhavana Singh. Salary, Akana Siya, Sia Usana Digama, Yanana Sama, Yanana Sama, Pujan Tanga Lago, Pujan Subias is in the Mare. Salary, BDC Dinama, Dinabalo, Pujan, Piasia, Siali Masiani, Pujan Sulagan Deva and Gaza. Then may I invite Salido Masiani to receive Australian second prize. Salary, BDC Dinama, Dinabalo, Pujan, Piasia, Sendusida, Pujan Sulagan Deva and Santa. Then may I invite Sendusida to receive the prize.
Selain Oriental English di kelas 5, perintah kalau tujuan pertama siapa yang dia tujuan sudah kan dibayar dan jawab. Then may I invite Siamin Mapinya Dominisi to receive Australian first prize. Selain Oriental English di kelas 5, perintah kalau tujuan siapa tujuan sudah kan dibayar jawab. Then may I invite Assembly Saga to receive Australian second prize. Selain Oriental English di kelas 5, perintah kalau tujuan siapa Assembly tujuan sudah kan dibayar jawab. Then may I invite Assembly Saga to receive Australian the prize. Selain jenak kalau besar, untuk Australia. Jangan lupa, untuk Australia kan dia sedikit barat. Selain akan sisi goya, jangan nama. Satu cerita kita pernah suatu pasal tiga juga yang dibaret. According to the program number 8, may I request all students to recite Nausate poem Songs of Goodbye, posed by Susrita. Kalau dengan ini, jangan dipetik, jangan seperti jangan macam leluan ni, yang leluan itu. Ini aku mau ini nama cerita ni, orang ada dekat nabi, seni mah, dulu yang sampai अच्छे जानो बोलो जो भी हो सुदानुमा जीवा बनावे ये बातें अनेक विले अनेक ऐसे दोना से ले ये बाहों किसी सोये जो भी आंधो जुना बोलो लेकिन संगा क्या बताए दुनिया सबकी टूटनी है भगवान का इसी जाने जेकने मां Isanawa, kalau nanti jauh pergi, tidak dibuat, nanti buat, mencari bu, jangan suka dalam buat. Kedua akan nanti saya, tidak nanti, kalau jatuh ada nama. Buddha Dhamma Siya Tishu Dokte Visuli Akhanda Guru Omyen Swa Yoti Bivaya Yoti Visa Swa Satcha Tanda Abaya. Now, according to the program number 8, I would like to request the audience to recite Pura Sasana Siya Tishu 3 times to officially conclude today's ceremony. Buddha Siya Tishu Buddhaပွဲနာမည်ကတော့ရှင်တေဇောဘာသာဖြစ်ပါတယ်။ပြည်အောင်တိုင်းဒေသကြီးဖြတ်ပုံလို့လည်းမလကျေးရွာသားတက်ရခြင်းဖြစ်ပါတယ်။ဒီဒီစီတင်တန်းတက်ရခြင်းရွယ်ချက်ကတော့ဘုရားအပြည့်ပြည့်ဆိုင်ရာဘုရားတက္ကသိုလ်တက်ဖို့ရည်ထားပါတယ်။သင်ကြားရတဲ့ဘာသာရပ်နဲ့သင်ကြားရတဲ့ဘာသာရပ်ကတော့ဘုရားအင်္ဂလိပ်စာကွန်ပျူတာတရုတ်သင်ချာပေါ့နော်။ဒီဓမ္မဆိုင်ရာတွေကိုသင်ရပါတယ်။သင်တန်းပြီးတော့မလုပ်လို့ဆိုတော့
ဒီကပြန်လို့ရှိရင်ကလေးတွေကိုပြန်ပြီးတော့ကိုယ့်ရဲ့တက်ထားတဲ့ပညာရက်တွေကိုပြန်ပြီးတော့ပြောင်းလာအချိုးပြုသွားမှာဖြစ်ပါတယ်ဦးဇင်းပွဲကတော့ရှင်ဝိရသကဖြစ်ပါတယ်ဦးဇင်းကတော့ဝေတိုင်းဒေသကြီးနမောက်မြို့နယ်ကလာရောက်ပညာသင်ကြားတာဖြစ်ပါတယ်ဦးဇင်းတို့ဘူးမှာတက်နေတဲ့ BA First Year မှာဦးဇင်းတက်ရောက်တဲ့ရည်ရွယ်ချက်ကတော့ဦးဇင်းရဲ့မြို့နယ်ကြီးရွာဒေသတွေမှာပရာဟိတအကျိုးထမ်းဆောင်မှုအတွက်အဲ့လိုရည်ရွယ်ချက်နဲ့တင်ရောက်တာဖြစ်ပါတယ်ဦးဇင်းတို့ BA First Year မှာပညာသင်ကြားရတဲ့ဘာသာရပ်တွေကတော့အင်္ဂလိပ်ကွန်ပျူတာတရုတ်သင်္ချာဘာသာရပ်တွေဖြစ်ပါတယ်အင်္ဂလိပ်ဘာသာရပ်မှာဆိုရင် Manual English Grammar Conversation Vocabulary What the Buddha taught The Teachings of Buddha Vidhamma and Daily Life Grade 1 ကနေ Grade 9 ကျောင်းပညာသင်ကြားရပါတယ်သင်္ချာဘာသာရပ်မှာဆိုရင်လည်း Grade 1 ကနေ Grade 9 ကျောင်းသင်ကြားရပါတယ်တရုတ်ဘာသာရပ်မှာတော့ Post Grade သင်ကြားရပါတယ်ကွန်ပျူတာဘာသာရပ်မှာတော့ software ပိုင်းဆိုင်ရာ software ဆိုင်ရာ hardware ပိုင်းဆိုင်ရာမိမိတို့ကွန်ပျူတာတစ်လုံးပြည့်ရင်လည်းကိုယ်တိုင်ပြင်တတ်တဲ့အနေအထားကိုရောက်ရှိအောင်သင်ကြားပေးပါတယ်ဦးဇင်းဒီသင်တန်းပြီးရင်တော့ဦးဇင်းရဲ့ကြီးရွာမှာပရာဟိတအကျိုးကိုသွားရောက်ထမ်းဆောင်မှာဖြစ်ပါတယ်ဦးဇင်းကတော့ဒီစနာအဓိကရုံကျောင်းလိုက်ကြီးမှာศิลดาကာလခုနှစ်သင်ကြားပို့ချပေးနေတဲ့ဘုရစင်အင်္ဂလိပ်ဒီပလိုမာကောသင်တန်းကြီးကိုศิลดาများတက်ရောက်ပြီးတော့ certificate ရယူခဲ့တဲ့စိတ်ကူးမာတာပဲဖြစ်ပါတယ်ဦးဇင်းကဘိုးတိုင်းဘောမြို့နယ်အဖျားရော်ကနေပြီးတော့လာရောက်သင်ခြင်းလည်းဖြစ်ပါတယ်ဒီဘိုရစင်အင်္ဂလိပ်ဒီပလိုမာကောသင်တန်းတက်ရခြင်းရဲ့ရည်ရွယ်ချက်ကတော့ဒီသင်တန်းကြီးကိုကြီးရောက်ပြီးတဲ့အခါမှာဦးဇင်းတို့နယ်မှာဦးဇင်းတို့မြို့မှာပြန်ပြီးတော့သင်ကြားပို့ချပေးမှာဖြစ်ပါတယ်ဒီသင်တန်းကြီးမှာဦးဇင်းတို့တက်ရတဲ့သင်ခဲ့ရတဲ့ဘာသာရပ်တွေကအင်္ဂလိပ်ကွန်ပျူတာတရုတ်သင်္ချာဘာသာရပ်တွေပဲဖြစ်ပါတယ်ဦးဇင်းတို့နယ်မှာဆိုရင်လူကြီးရောကလေးပါဘုရားမစိတ်ဝင်စားတဲ့အင်္ဂလိပ်ဘာသာရပ်ဆိုရင်ဦးဇင်းပြန်ပြီးတော့ပို့ချပေးနိုင်လိမ့်မယ်လို့ဦးဇင်းယုံကြည်ပါတယ်
Yuero Nasaku Gamago Ayone Yoga No Yue Menda Baby They the Tayuane Baby Kabila with Ali Godla Megada Tainari The dance so Yinko at all of you Sulima, down on Shido, did the big Yama Ayadu. What do you Yama the Ditton Yadu? Lagin when I take the time in Valley. 899 Milano, 8989 Milano. The bench my ayadu. What do you say, mother? Did yadu? Dagin when I the time in Valley. 899 Milano, 899 Milano. Cause I'm really on